Okay, sorry. Cô sẽ đâu đào cái vai bỏ nó cô bên cái lâu bị sủi address bên là cô tiệt cô bảo gì bài đấy MAC address IP address IP address đã tìm bí hoài là MAC address tìm bí hoài nó rồi thì nia bà tìm IP address पर IP address tìm đó bây giờ device nó khu communicate lâu này vô số thì nó khu address nó khu tìm mà mà đi bên này xem phiếu MAC device đó communicate phiếu sẽ là lâu à rồi nóဒီ IP address ကျတော့ data ပို့ဖို့အတွက်လိပ်စာဘယ်ကိုပို့ချင်တာလဲဘယ်ပစ္စည်းမှာပစ္စည်းတစ်ခုပို့ချင်တယ်လိပ်စာ address ဒီမှာရမှာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါဆရာတို့က IP address ပါတည်ရမယ်ပေါ့နော် IP address ကကြားဘူးလားကြားဘူးလား ကြားဘူးပါလေ ကြားဘူးပါနော်ကြားဘူးလေဆိုရင် IP ဆိုတာကနော် IP က internet protocol လို့ခေါ်တယ်နော်သူရဲ့ရှိကဒါဆိုရင်ဆရာတို့ဆက်လို့ရပြီခုဒီ IP မှာဆိုရင်ဆရာတို့ IP လေးပြီးတယ်မှာ network ကတ်ထဲမှာရှေ့မှာလည်းဆရာတို့ကဘာတင်ပြီးွားရည်လဲဆိုတော့ TCP ပြောရတယ်ပေါ့နော် TCP ပြီးတော့ခုပါလဲ IP ပေါ့အဲ့မှာဆရာတို့ကဘာလုပ်လို့ရ IP address တွေပေးလို့ရတာပေါ့အဲ့တဘောပေါ့နော်ဘာလို့ဆိုတော့ဒီခုဆရာသုံးထားတဲ့ဥစ္စာဒဲပေါ့တခြားလူနဲ့ဆရာဆက်တွယ်မှာသူဥစ္စာလီနိုပေါ့ဒါပေမဲ့ TCP ကြောင့်ဆက်တွယ်လို့ရတယ်ပြီးသူ့ကို data ပို့မယ်ဆိုရင် IP မလိုဘူးလားလိုတာပေါ့ဒါပေမဲ့မလိုခင်မှာဆရာတို့ကဒီ device ကိုတီးဖို့အတွက်ဘာ address ပါလို့လဲ MAC address ပါတီးဖို့လို့လဲဘာလို့ခုမှစပြီးသူနဲ့ချိတ်ဆက်မှာ communicate လုပ်မှာဆိုတော့ MAC address ပါလို့အဲ့အမျိုးပေါ့နော်သူ့ရဲ့ဒီအကြောင်းအရာလေးတွေပေါ့ဒါဆိုရင်ဒါ internet protocol ပေါ့နော်အဲ့ဆိုရင် IP address ပေါ့နော် IP address မှာဆိုရင်ဒါ any မှာဆိုရင်နော် any မှာဆိုရင် IPv4 တင်ရမှာပေါ့တကယ်တမ်းရှိရတော့ IPv6 ထိပါရှိတယ် IPv6 ကတော့ CCNA မှာတင်တာပေါ့နော်ခုဆရာ CCNA တန်းနေမှာဆိုရင်ဒါ IPv6 တင်ရတာပေါ့နော်ဒါ V4 မှာဆိုရင်ဒါ version 4ရှိမယ် IP address မှာ version 4ရှိမယ် version 6ရှိမယ်ဒါဆိုရင်နောက်ထပ်စဉ်းစားကြည့်ရအောင် IP address ကဘယ်သူတွေတောင်းလဲပေါ့ IP address ကိုဘယ်သူတွေတောင်းလဲပေါ့သိလား IP address ကိုဘယ်သူတွေတောင်းလဲသိလားခြေပါအောင် IP address ကိုဘယ်သူတွေတောင်းလဲသိလားမသိဘူးလည်းမသိဘူးသိလားမသိပါမသိပါ ISP ရတော့ပါလေ ISP တွေတောင်းလားဟုတ်လားဒါဆိုဘန်နေမှာလည်းမတောင်းလားစေးအုပ်တွေမှာလည်းမတောင်းလားတောင်းတာပဲလေ ISP လို့ပြောလို့မှမရအခုခုနပြောမှာ IP address ကိုသိလားဆိုတော့သိရပေါ့ကောင်းမှလည်းသိတယ်ဒါပေမဲ့ခုတကယ်မေးပြီပေါ့အဲ့ဆို IP address တွေကဘယ်သူတွေတောင်းလဲပေါ့လူတွေလေးတွေဘာခတ်နေလို့လဲ interview မှာအဲ့လိုမေးရင်ဘယ်လိုလုပ်IP address ကိုသိရပေါ့ဒါပေမဲ့ IP address ကိုဘယ်သူကတောင်းလဲဆိုရင်ကိုအဲ့လိုမျိုးမဖြေနိုင် interview ကကြာပြီဟုတ်တော့အဲ့တော့ကိုကသိဖို့လိုတယ်ဘယ်သူတွေတောင်းလဲ host နဲ့ router တွေတောင်းတယ်မတောင်းဘူးလား host ဆိုတာဘယ်သူတွေကိုစားပြုတာ PC တို့ပါကိုစားပြုတယ် laptop တို့ PC တို့ personal computer တွေ CCTV တို့ wireless access point နော် route နော် network printer လို့စတဲ့ဖြစ်ပေါ့အဲ့ဒီက host နော်ကိုစားပြုတာ router မှာလည်း IP မပေးရဘူးလားပေးရတယ်နော်မပေးရတယ်
အဲကြောင့် IP address ကိုဘယ်သူတွေကသုံးလဲဆိုတော့ host နဲ့ router host ကဘယ်သူတွေကိုစားပြီးတော့ PC တို့ CCTV တို့ wireless တို့ IP camera အကုန်ပေါ့ IP ပေးလို့ရတဲ့မှန်သမျှဒီ host လို့ခေါ်တယ်အဲကြောင့်ကိုက interview မှာအဲ့လိုမေးလာခဲ့မယ်ဆိုရင် IP address ကိုဘယ်သူတွေကသုံးတာလဲ host နဲ့ router သုံးတယ်အဲ့ဒါပြောလိုက် interview အောက်တချို့အတန်းတိုင်းမှာမေးကြည့်တယ်တချို့လည်းလေးလာဘူးတယ်တချို့ဆိုလည်းလုံရောက်ကမှလောက်ဖူးတယ်တချို့ဆိုလည်းတခြား A+ တွေပါတက်ဖူးတဲ့လူတွေရှိမေးကြည့်တယ် IP address ကိုဘယ်သူတွေသုံးလဲဆိုမဖြေနိုင်ကြဘူးဘာကြောင့်လဲဆိုတော့ဆရာတို့ကဆရာပြောပြီးသွားပြီပဲစာသင်နေဆိုတာကဆရာတို့ကအခုသင်တန်းတစ်ခုတက်တယ်ကွာအဲ့သင်တန်းတစ်ခုတက်ပြီးတော့ဆရာတို့ကဒီစာအုပ်တော့ပေးလိုက်တယ်ပေါ့နော်သင်တန်းမှာဆိုရင်ဆရာတို့စာအုပ်တော့ပေးလိုက်တယ် document တစ်ခုပေါ့ပေးပြီးတော့ဒီစာအုပ်တိုင်းဆရာတို့ဖတ်ပြပြီးတော့သင်ရတဲ့ပုံစံတွေဖြစ်နေတာပေါ့ဆရာ CCN တန်းနေမှာဆိုအမြဲတမ်းပြောတယ်ပေါ့စာအုပ်ကိုကြော်မြင်နိုင်တဲ့ level တစ်ခုရအောင်ကြိုးစားဒီစာအုပ်ထဲမှာကြီးပဲဆရာတို့ဒါမင်းဒါပဲတည်တယ်ဆိုရင်ပုံစံမျိုးမဖြစ်နဲ့အဲစာအုပ်ကိုကြော်မြင်နိုင်တဲ့ level တစ်ခုရအောင်ကိုကကြိုးစားရမယ်အဲ့မှာအဆင်ပြေမှာဟိုဒါမင်းဒါပဲတည်တဲ့ဥစ္စာကြီးကမဟုတ်လေဟုတ်လားအဲ့ကြောင့်ဘာတွေပဲမိမိကိုကတည်နေရပဲဒီ flow တွေကိုအဲ့ကြောင့်ဆရာကြော်ရင်ကြုံသလိုတချို့အကြောင်းအရာတွေပါထည့်ပြောပြီးရပေါ့နော် interview question တွေပြီးတချို့ knowledge တွေဒါစတဲ့ဖြစ်ပေါ့ဒါကတော့အကုန်ပြောပါတယ် NEO CCN ရောအကုန်ပြောပြီးရပေါ့နော်ကြော်ရင်ကြုံသလိုလောက်ပေါ့အဲ့ကြောင့်တာမယ်ဆိုရင်တော့ဒီ IP address ကို PowerPoint slide နဲ့ရှင်းပြမှာပေါ့ဟုတ်တယ်မလား slide လုပ်ပြီးတော့ဒါပေမဲ့ဆရာကတော့အခုချိန်ဒီ slide မသုံးပါဘူးဒီလိုလည်းဒီဆိုပဲ D7 တော့ရောက်နေနော်မလို့လေသုံးမှမသုံးချင်တာဒီသဘောတရားကိုသိရင်ရပြီဟုတ်တယ်ဒီ IP ဆိုတာဘယ်လိုဖြစ်လာလဲဆိုတာသိရင်ဆရာတို့နားလည်ပြီပဲဟုတ်တယ်မလားဘာလို့စာရီဖတ်ပြမှာလဲနော်ဒါဟိုငငယ်လေးတွေကဟုတ်တယ်မလားစာရီဖတ်ပြပြီးတော့တင်လာခဲ့ရပြင်းစရာအဲကြောင့်စာတော့မဖတ်ပြတတ်ဘူးဆရာနော်ဒါဆိုရင် IP address ကြီး host နဲ့ router တောင်းတာသိပြီအဲဆိုရင်နောက်ထပ်ဘာထပ်သိရမလဲဆိုတော့ဒီ IP ပေါ့နော်ဆရာတို့ခု IPv4 ပေါ့ IP address ပေါ့ IPv4 မှာသူ့ရဲ့ total length ဘယ်လောက်ရှိလဲသိလားဘယ်လောက်ရှိလဲ32 bit ရှိတယ် MAC ဆိုရင်ဘယ်လောက်ရှိလဲ live ဖြေနော် MAC ဆိုရင်ဘယ်လောက်ရှိလဲ48 bit 48 bit ရှိတယ် IP က32 bit ရှိတယ်နော်8 bit မှာဘယ်လောက်လဲ one byte 1 byte နော် BID byte မဟုတ်နော် BIDS နော် BY D byte နော်အဲတချို့စာလုံးပေါင်းမှားလာပြီးပြင်ထားပြီးရနော်8 bit မှာ1 byte ရှိတယ်ဒါဆိုရင်ဒီ IPD နော်ဆရာတော် IP ဆိုတာ network ပဲနိ network ဘယ်နှခုရှိမယ်လဲဆိုတော့ network ဘယ်နှခုရှိ၄ခုရှိမယ်နော် network ၄ခုရှိမယ်အဲဆိုရင်ဒီစလောကတော့ဒီလိုမျိုး dot တွေနဲ့မပါသေးဘူးဒီလိုမျိုးပဲအဲ့နဲ့ဘာလုပ်လိုက်လဲဆိုတော့ဒီလိုမျိုးဆိုကြည့်မကောင်းဘူးလေဟုတ်တယ်ပါ1နေကြီးပဲဒီ network တစ်ခုမှာဆိုတစ်က8လုံးဒီ network တစ်ခုမှာလည်းတစ်8လုံးတစ်8လုံးတစ်8လုံးတန်းစီပြီးဆိုကြည့်မကောင်းအဲ့နဲ့ဘာလုပ်လိုက် dot နဲ့ပိုင်းချလိုက်တယ်အဲ့ဒါဘာလို့ခေါ်လဲဆိုတော့ order လို့ခေါ်လိုက်တယ်ခွဲပိုင်းချလိုက်တာပေါ့နော်ဒါဆိုရှေ့ဆုံးက order ကိုဘာလို့ခေါ်လဲ first order ဟုတ်တယ် အရက်စကားနဲ့ပြောရင်ဘာလို့ခေါ်လဲ block နော်အဲ့ဒါဆရာတော့ order လို့သုံးပါပေါ့နော်နောက်ပါဆိုဒါဆို first order ဒီကောင်စီဘာဖြစ်မလဲ second order ဒီကောင်ဒီ third order ဒီကောင်ဒီ fourth order ဘယ်နှခုရှိလဲ ဟုတ် ၄ခုရှိဒါဆိုရင်ဒီ order တစ်ခုမှာဆိုရင် network က order တစ်ခုမှာဆိုရင်ဘယ်နှ bit ရှိလဲ8 bit bit network တစ်ခုမှာ8 bit ရှစ်လေးလီ 3 အဲ့ဆိုရင်8 bit မှာ1 byte 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 byte အပြည့်ပေါ်ပြရင်4 byte 4 byte ပါဆရာ အဲ့ interview reader နေမှာလည်းမေးရပါတော့ဒါဆိုသိပါတယ်ဒါဆိုရင် network ကြီးပဲလားပေါ့
network ကြီးပဲလုံးနေလို့ရတာဆိုတော့မရဘူးအဲ့ဆို IP address မှာ तू ကဘာကိုပိုင်းခြားဘာကိုထပ်ခွဲလိုက်တယ်ဆိုတော့ network နဲ့ host ဆိုပြီးခွဲကြဘာလို့ဒီ network ကိုဘယ်သူတွေကသုံးပါလဲ network တွေဘယ်သူကသုံးပါ host ကသုံးပါဗော host ကတော့မှာပါဆရာ PC တွေမသုံးမဲနဲ့ဘာလုပ်မှာဒီတိုင်းလှကြည့်မှာလားဒီ network ကိုကြည့်ပြီးအလှကြည့်မှာပဲကြည့်လို့ရမှာဘယ်သူတွေသုံးပါလဲ host သုံးပါ host ကဘာလုပ်လဲ PC တို့ router တို့ IP camera တို့ CCTV တို့အဲ့အရာတွေကိုခေါ်တာပေါ့ network ကြီးနဲ့ဘာမှလုပ်လို့မရမရတာဟုတ်တော့ပါဒီ network တွေကိုဘယ်သူကသုံးပါ host ကသုံးပါအဲ့အသိဖို့လို့အကြောင်းမဲ့ theory လို့သိရမှာ IP address က network နဲ့ host ဖြစ်တယ်ဟုတ်တယ်ဒီခုနရှင်းရှင်းလေးပဲဒီ network ၄ခုရှိတယ်အဲ့ network ၄ခုနဲ့ဆရာတို့ကဘာမှလုပ်လို့မရဘူးလေဒီ network တွေကိုဘယ်သူကသုံးပါလဲ host ကသုံးပါဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ network နဲ့ IP address မှာ network နဲ့ host ဆိုပြီးဆရာတို့ပိုင်းခွဲခြားလိုက်တာ